ရှူပွဲလန်အေးပြီးတဲ့များရှင်အခုဆက်လက်ပြောပြတင်ဆက်ပြီးမှာကတော့မင်းသားလေးဆိုင်းရီမိုးဆက်ပွဲမှာဝိုင်းဝန်းကူညီပံ့ပိုးနေကြတဲ့လင်္ကာဒီပနုတုကုမပန်းကင်းကြီးဆိုတဲ့အဖွဲ့ရှိပါတယ်ရှင်လင်္ကာဒီပပန်းကင်းကြီးကနေပြီးမွေးထုတ်လိုက်တဲ့တားငယ်သမီးငယ်လေးများရဲ့ဖြောပြတင်ဆက်မှုကဏ္ဍကိုရှုစားအားပေးကြပါအောင်ဆိုလားရှင်မ